အားလုံးပဲမင်္ဂလာပါထောင်းရဲ့ YouTube channel အသစ်ကထောင်းရဲ့မိသားစုဝင်ကိုတွေမားတွေအားလုံးကိုနေရွေးစွာနဲ့ပြန်လည်ပြီးကြိုဆိုပါရစေ။ထောင်းဆောင်ပြအားပေးသောမိသားစုဝင်ကိုတွေမားတွေအားလုံးမစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။အသက်ရှူလိုက်တိုင်းမှာဝင်ငွေတွေဒီတက်မကဝင်ကြပါစေဗျ။မင်္ဂလာရှိသောနေ့ရက်တိုင်းကိုလည်းထာဝရကိုစီပိုင်ဆိုင်နေပါသည်စိတ်သွားတိုင်းကိုဘာလို့လွယ်ဆန္ဒများပြေဝကြပါသည်လို့နော်ထောင်းဘက်ကဥစ္စာပထမအနေနဲ့စုမကောင်းလေးတောင်းလိုက်ပါတယ်ဟုတ်ကဲ့ပါအမျိုးတွေအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါနော်ထောင်းရဲ့ channel လေးကိုဒါအခုမှတွေ့ဘူးမြင်ဘူးတဲ့ဆိုတဲ့လူသင်မိတ်ဆွေတွေခေါ်ဒါအရင်တော့နဲ့စောင့်မျှော်ပြီးအားပေးနေကြထောင်းရဲ့လူဟောင်းမိတ်ဆွေကိုတွေမားတွေအားလုံးနော်ထောင်းရဲ့ channel တစ်ကလေးကို subscribe လုပ်ရသေးတယ်မိသားစုဝင်ကိုတွေမားတွေအားလုံးကတိုးတယောက်မကြမ်းလေး subscribe လေးနေပြီးမှကြည့်ပေးပါနော်subscribe လုပ်ပြီးတော့ကိုရီမားတွေအားလုံးကလည်းဒီ like ရောပရိဖိုင်လေးဒီကိုတဦးတယောက်တည်းအတွက်ပေါက်ပါသည်ရပါသည်ဆိုစိတ်စေတနာမထားပဲကိုလို့ပဲတယောက်မြင့်လို့တယောက်ရအောင်အများမြင့်လို့အများပေါအောင်လို့မျှဝေပေးမယ်နော်ကဲဟုတ်ကဲ့ပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒါဒီဗီဒီယိုဖိုင်လေးဒီကျွန်တော်တို့ဒါမနက်ဖြန်တောက်ကြပွဲသိန်းတွေအတွက်နော်မနက်ဖြန်တောက်ကြပွဲသိန်းတွေမှာဒါထိုးရမယ့်မိန်ကနန်းတွေနော်ဒါကဲအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနောက်ဆုံးဘိတ်ကိုအိမ်နဲ့လွယ်ကျင်တယ်ဆိုတော့ကျွန်တော်မိသားစုဝင်တွေအတွက်ပေါ့နော်ဒါထောက်ရောကြီးအားကိုးနေတော့မိသားစုဝင်တွေအတွက်ကိုလာရောက်တင်ပြရတဲ့ rewind လေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကိုတွေမှာအားလုံးပဲကဲအားလုံးပဲလူသစ်မိတ်ဆွေတွေပါလာပြီဆိုတော့ထောက်ရဲ့ comment လေးတွေအောက်မှာမင်္ဂလာပါလို့မှတ်ထားပေးနော်ကဲလက်မလေးတွေကိုစီနှိပ်ပြီးကြည့်မယ်နော်ကဲအားလုံးပဲကျွန်တော်ဒါဒီကျတော်ရေးဒီညနေမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲ56ဆိုတဲ့ကဏ္ဍနဲ့တော့ပြီးသွားပြီနော်မနေ့ကတောက်ကြပွဲသိန်းလေးမှာကဲအားလုံးပဲထီထီမီမီလေးနဲ့စောရမယ်ထီထီမီမီလေးနဲ့ရရမယ်ဒါကြောင့်လို့မိသားစုဝင်တွေအားလုံးပဲ rewind လေးကိုအစားဆုံးလေးတေချာလေးကြည့်ပြပါတေးချာလေးနားတော့ပေးပါနော်ကျွန်တော်ရဲ့ကိုယ်မိုင်းအားလုံးပဲကို line တွေကြကဏ္ဍကြောင့်အစင်မပြေသေးတဲ့လူတွေကိုရီမားတွေအားလုံးပဲကြည့်ရှုသူမိသားစုဝင်တွေမနေ့က20ရက်နေ့တောက်ကြပွဲသိန်းလေးပါကဲအားလုံးပဲကျွန်တော်ရဲ့ကိုရီမားအားလုံးပဲထီထီမီမီလေးနဲ့ထိုးရမယ်ထီထီမီမီလေးနဲ့ရမယ်နော်ကဲအကောင်းဆုံးသော main ကဏ္ဍလေးတွေကိုမှကျွန်တော်ရဲ့ကိုရီမားအားလုံးပဲပေါ့နော်ထောက်ဘက်ကနေပြီးတော့ပေးသွားမယ်နော်စိတ်ဝင်စားလို့အကြိုက်တူလို့ live ဆော့မယ်ဆိုရင်မိသားစုဝင်လေးအားလုံးပဲเนาะ rewind လေးကိုအစားဆုံးလေးတေချာလေးနားတော့เนาะအစားဆုံးလေးကြည့်ပါကဲအားလုံးပဲ rewind လေးကိုကြည့်နေပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကလမလေးတွေကိုစီနေเนาะမနေ့ကတောက်ကြပွဲသိန်းလေးပါကဲအားလုံးပဲအနေဆုံးတစ်ကြိမ်လောက်ကိုတော့ထီထီမီမီလေးနဲ့အဆင်ပြေခြင်းနဲ့ရခြင်းနဲ့ဆိုတော့ကိုရီမိုင်းအားလုံးပဲเนาะတောင်းဒါဒီ rewind ထဲမှာဒါမနေ့ကအတွက်เนาะတောက်ကြပွဲသိန်းလေးမှာထိုးရမယ့်ကဏ္ဍတွေအားလုံးကိုထောက်ဒီ rewind ထဲမှာပြောပြပေးသွားမယ်เนาะအားလုံးကိုစေတနာနဲ့လာတင်ပေးတာဖြစ်တဲ့အတွက်လက်မလေးတွေတော့ကိုစီနိုင်မယ်ကဲအားလုံးပဲအခုတွေ့မြင်တဲ့ကိုရီမိုင်းအားလုံးပဲ comment လေးတွေအောက်မှာမင်္ဂလာပါလို့မှတ်ထားပေးเนาะကဲဟုတ်ပြီကျွန်တော်ရဲ့ကိုရီမိုင်းအားလုံးပဲကျွန်တော်တို့ဒါမနက်ဖြန်20ရက်နေ့တောက်ကြပွဲသိမ်းဒါမနက်ညအတွက်အဓိကကစားရမယ်ထောက်ရဲ့ဒါ1ချိန်လုံးပိုင်းဒီကျွန်တော်ရဲ့ကိုရီမိုင်းအားလုံးပဲ6ပတ်ဒီ3ညပတ်ဒီပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ6ပိုင်း3ညပိုင်းပါ6ကြိုက်နှစ်သက်တဲ့မိသားစုဝင်တွေအားလုံးက6နဲ့ကစားမယ်3ညကြိုက်ရင်3ညနဲ့ကစားမယ်ကျွန်တော်ဒါမနက်ဖြန်အနေဆုံးတော့ကျွန်တော်ရဲ့မိသားစုဝင်အားလုံးမနက်ဖြန်တောက်ကြပွဲသိမ်းမှာကျွန်တော်မိသားစုတွေအားလုံးမှာမိန်ကနန်းနဲ့တီတီမီမီလေးအနေဆုံးတစ်ချိန်လောက်တော့အဆင်ပြေအောင်ကူညီပေးသွားမယ်တေချာလေးနားထောင်ပါနော်ကဲဟုတ်ကဲ့ဗတိပတ်ချင်တော့ကျွန်တော်မိသားစုတွေအားလုံးပဲ6ပတ်ဒီ3ညပတ်ဒီပါ6ကြိုက်တယ်ဆို6နဲ့စောပါ3ညကြိုက်ရင်3ညနဲ့စောနော်ကိုကပတ်ဒီကိုမပတ်နိုင်ဘူးဆိုတော့ထောင်းရဲ့အကိုတွေမားတွေအားလုံးပဲနော်ဒါထောင်းဒါထိုးအောင်မဲ့မိန်ကနန်းလေးတွေပြောပေးသွားမယ်နော်ကဲအားလုံးပဲ6နဲ့အကြိုက်ဆုံးသောထူးရဲ့မိန်ကနန်းเนาะကျွန်တော်မိသားစုတွေအားလုံးပဲ6နဲ့အကြိုက်ဆုံးထူးရဲ့မိန်ကနန်းက6တစ်ကဲ6တစ်ကဲ6နှစ်ကဲ6တစ်6နှစ်6 5 6 6ပါเนาะ6နဲ့အဓိကဆိုရမယ့်မိန်ကနန်းလေးတွေကဲအားလုံးပဲပတ်တိမပတ်နိုင်လို့ဒါအဓိကမိန်ကနန်းကိုမှထိုးခြင်းပါလေဆိုတော့ကျွန်တော်ရဲ့မိန်ဆွေတွေအားလုံးပဲเนาะ6နဲ့ပတ်သက်လို့အဓိကဆိုရမှာ6တစ်6နှစ်ပြီးတော့6 5 6 6ပါဒီမိန်ကနန်းတွေကိုအဓိကဦးစားပေးပြီးစော့ပါเนาะကဲဟုတ်ကဲ့ဒါကျွန်တော်မိတ်ဆွေအားလုံးကကျွန်တော်အခုခေါ်ပြီးမှကဏ္ဍတွေကကျွန်တော်မနက်ဖြန်တောက်ကြနော်နေကုန်မနက်ညစောရမယ်ကဏ္ဍပါမနက်ဈေးမှာကျွန်တော်ကိုရီမိုက်အားလုံးပဲကြားသွားရဆိုရင်ကျွန်တော်ညနေဈေးမှာဘယ်လိုလေးစောရမယ်ဆိုပြောပေးမယ်မကြားခဲ့ရင်ကျွန်တော်မိတ်ဆွေတွေအားလုံးညနေဈေးမှာပို့ပြီးတင်စောမယ်နော်ကဲဟုတ်ပြီဒါဆိုကျွန်တော်မိသားစုဝင်တွေအားလုံးပဲ3ညနဲ့ထိုးရမယ်မိန်ကဏ္ဍလေးတွေပြောပေးမယ်နော်3ညနဲ့ပတ်သက်လို့အဓိက live ဆိုရမယ့်မိန်ကဏ္ဍလေးတေချာလေး live မှတ်ပါဒါ3ညကိုဘောနော်ဒါပတ်တိမပတ်နိုင်ပါဘူးဆိုတော့မိသားစုဝင်တွေနော်3ညနဲ့ပတ်သက်ရင်မိန်ကဏ္ဍပဲထိုးခြင်းပါလေဆိုတော့ကိုရီမားတွေအားလုံးပဲ3ညနဲ့အဓိကထိုးအောင်မယ့်မိန်ကဏ္ဍက3ညနှစ်နော်
3ညာ2ကဲ3ညာ4ရဲ့3ညာ2 3ညာ4 3ညာခွန်3ညာ8ပါ3ညာ2 3ညာ4 3ညာခွန်3ညာ8ပါဒါ3ညာနဲ့အဓိကထိုးရမယ် main ကဏ္ဍလေးပဲဖြစ်ပါတယ်เนาะကဲဟုတ်ကဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲပေါ့เนาะ3လုံးအခွေလေးပေါ့เนาะဒါမနက်ဖြန်နေကုန်းစာအတွက်3လုံးအခွေလေးပြောပေးပါမယ်အကြိုက်ဆုံးထူးချက်3လုံးအခွေလေးပေါ့เนาะကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးပဲအကြိုက်ဆုံးထူးချက်3လုံးအခွေဒီကျွန်တော်ရဲ့အကိုတွေမိုက်အားလုံးပဲ3 3 5 4เนาะ3 5 4 3လုံးအပြီးပေါက်အခွေလေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲเนาะ3 5 4 3လုံးအပြီးပေါက်အခွေပါအပူလေးပါထည့်ခွေပြီးစော့ပါတောင်းရဲ့အကိုရီမရဲ့အားလုံးပဲပေါ့နော်ဒါအစင်မပြေသေးလို့မနှမ်းမှနေကုန်မှာအနေဆုံးတစ်ချိန်လောက်အစင်ပြေမယ်ဆိုတော့ကိုရီမရဲ့အားလုံးပဲနော်တေချာလေးလိုက်နာတော့3 5 4 3လုံးပြီးပေါက်အခွေလေးပါနော်အပူလေးပါထည့်ခွေစော့ဒါတောင်းရဲ့ channel အသစ်ကလေးကို subscribe မလုပ်ရသေးတဲ့ကိုရီမရဲ့အားလုံးက subscribe လေးနေကြပါ notification ခေါင်းလောင်းလေးနေကြပါနော်ကဲဟုတ်ပြီဒါဆိုမိသားစုဝင်တွေအားလုံးပဲအကြိုက်ဆုံးသောထူးချက်မယောလေးနှစ်ခွက်ပြောပေးမယ်နော်အကြိုက်ဆုံးထူးချက်မယောလေးနှစ်ခွက်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်ဒါကိုးနဲ့ပတ်သက်ရင်လည်းအကြိုက်ဆုံးဒါမိန်တင်တကွက်ကောင်းလေးထိုးရမယ်၃ညာနဲ့ပတ်သက်တဲ့အကြိုက်ဆုံးမိန်တင်တကွက်ကောင်းလေးထိုးရမယ်နော်ကဲဟုတ်ကဲ့ကိုးနဲ့ပတ်သက်တဲ့အကြိုက်ဆုံးမိန်အောက်ကွက်ကတော့60ပါနော်60ဒီတကွက်ကောင်းနော်ကိုးနဲ့အကြိုက်ဆုံးထိုးရမယ်တကွက်ကောင်းက60เนาะကျွန်တော်ရဲ့ကိုယ်မိုင်းအားလုံးက3ညာနဲ့ထိုးရမယ်အကြိုက်ဆုံးတကွက်ကောင်းက3ညာ6เนาะကဲ6နဲ့ထိုးရမယ်အကြိုက်ဆုံးတကွက်ကောင်းစီ60ပါ3ညာနဲ့ထိုးရမယ်အကြိုက်ဆုံးတကွက်ကောင်းစီ3ညာ6ပါကျွန်တော်တို့ဒါဒီကနန်းလေးတွေအားလုံးကျွန်တော်တို့မနက်ဖြန်တောက်ကြပွဲသိန်းလေးအတွက်ပေါ့နော်ဒါမနက်ဖြန်20ရက်နေ့တောက်ကြပွဲသိန်းမနက်ညအတွက်ပါမနက်ဈေးမှာကျွန်တော်ပေးထားတဲ့ကနန်းလေးတွေเนาะကြသွားတယ်ဆိုညနေဈေးအတွက်ကိုပါလေးပဲကျန်တဲ့ကနန်းဆော့မယ်မကြားခဲ့ကျွန်တော်မိသားစုဝင်အားလုံးညနေဈေးကိုပို့တင်ကစားမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီချောင်းရဲ့အကိုတွေမားတွေအားလုံးပဲဘေးပိုင်းလေးကိုကြည့်သေးကိုကိုယ့်တက်ကြိုးရှိတာလေးတွေပါတဲ့အတွက်မိသားစုဝင်တွေအားလုံးပဲနော်လိုင်းလမလေးတွေကိုစီနေမယ်ကွန်မန့်လေးတွေအောက်မှာအပန်းမကြည့်မင်္ဂလာပါလို့မှတ်ထားပေးနော်ကဲအားလုံးကိုတဦးတယောက်တည်းတော့မကြည့်ဘဲနဲ့အစင်မပြေသေးတဲ့မိသားစုဝင်တွေအတွက်လည်းမျှဝေပေးဖို့လည်းမေတ္တာရက်ခံပါတယ်နော်ဟုတ်ကဲ့ဗီဒီယိုပိုင်းလေးကိုအစားဆုံးကြည့်ရှုအားပေးတဲ့အကိုတွေမိုက်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းအပေါင်းနဲ့ပြည့်ပါစေနော်အသက်ရှူတိုင်းမှာဝင်ငွေတွေဝင်ကြပါစေမင်္ဂလာရှိသောနေ့ရက်တိုင်းထာဝရကိုယ်စီပိုင်ဆိုင်နေပါစေဗျခွက်လက်ပါအားလုံးပဲကံကောင်းပါစေ